ဝက်ဆန်ကိုတေချခဲ့တဲ့ပွဲမှာဒီကစားမတစ်ယောက်တည်းကိုပဲအပြည့်ဝိုင်းပြောလာကြတဲ့ United ဖန်များ Old Trafford မှာကစားခဲ့တဲ့ Manchester United အသင်းနဲ့ဝက်ဆန်အသင်းတို့ရဲ့ပွဲစဉ်အပြီးမှာနေတဲ့ပရိသတ်တွေကကစားမတို့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီးတော့အပြစ်တင်လာကြပါတယ်။ရိုဘယ်မော်ရီရဲ့အသင်းကဝက်ဆန်ရဲ့ပွဲမှာတေချခဲ့လို့ပရီးမီးယားလိမှာနှစ်ပွဲဆက်နိုင်ရရှိဖို့ကြိုးပမ်းမှုမအောင်မြင်ခဲ့ပါဘူး။ပွဲစဉ်တွင်ပထမပိုင်းမှာနှစ်သင်းစလုံးကအခွင့်အရေးနည်းငယ်သာဖန်တီးနိုင်ခဲ့ကြပြီးဒုတိယပိုင်း58မိနစ်မှာ United အတွက်နောက်ခံလူဒီကိုဒါလော့ကဂိုးသွင်းယူပေးသွားခဲ့ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းပွဲချိန်84မိနစ်မှာဆောင်းကူဒူမာကက်ဆာကဝက်ဆန်အတွက်ခြေပါကိုသွင်းယူပေးခဲ့လို့ Old Trafford တစ်ခုလုံးတိတ်ဆိတ်သွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့ဝက်ဆန်ဟာရေးပါတဲ့တမတ်ကိုစုပ်ကင်ထားနိုင်ခဲ့ပြီးတော့ United ပရိသတ်တွေလည်းစိတ်ပြတ်ခဲ့ရပါတယ်။လူမှုကွန်ရက်တွေမှာ United ပရိသတ်တွေကပွဲချိန်89မိနစ်မှာ Matthias Cunha အစားလူစားဝင်လာခဲ့တဲ့ Mane Ogadi ရဲ့ခြေစွမ်းကိုဝေဖန်ခဲ့ကြပါတယ်။ Ogadi က89မိနစ်မှာဝင်ရောက်လာပြီးတော့84မိနစ်မှာခြေပါကိုပေးခဲ့ရပါတယ်။အဲဒါကြောင့်ပရိသတ်တွေကသူ့ကိုဂိုးပေးရခြင်းနဲ့ဓာတ်ရိုက်ဆက်ပြီးတော့ပြစ်တင်ခဲ့ကြပါတယ်။ပရိသတ်တွေကဥကာဒေးဝင်လာတိုင်းကျွန်တော်တို့ဂိုးပေးနေရတယ်လို့ပြောခဲ့ပါတယ်။နောက်တို့ကလည်းဥကာဒေးဝင်လာပြီးတော့ကျွန်တော်တို့ကိုဖျက်ဆီးပစ်တယ်။ပွဲနောက်ကျချိန်မှာဥကာဒေးဝင်လာတိုင်းကျွန်တော်တို့ဂိုးပေးနေရတယ်လို့ခံစားရတယ်ဆိုတော့ထပ်ပေါင်းပြောကြားခဲ့ပါတယ်။နောက်ထပ်တို့ကလည်းဒီလိုပွဲမျိုးမှာမိုင်နူးထက်ဥကာဒေးကိုစားလို့ထည့်သွင်းတာကနီးပြကိုထုတ်ပစ်ဖို့လုံလောက်ပါတယ်လို့ရေးသားခဲ့ပါတယ်။မိုင်နူးလိုတက်ကြွပြီးတော့ဘောလုံးကိုရှေ့ကိုပို့ဆောင်ပေးနိုင်တဲ့ကစားမထက်ဥကာဒေးလိုအခြေစွမ်းမပြနိုင်သူကိုထည့်သွင်းခဲ့တာကပရိသတ်တွေကိုပုံမဒေါသထွက်စေခဲ့ပါတယ်။ဂျာပရိသတ်တွေကလည်းဥကာဒေးဝင်လာပြီးတော့10မိနစ်ကြာမှာကျွန်တော်တို့ဂိုးပေးလိုက်ရပါတယ်။ဥကာဒေးကွင်းထဲဝင်လာတဲ့ကျွန်တော်ရဲ့ထင်းချုံနိုင်စွမ်းတွေအားလုံးဆုံးရှုံးသွားတယ်။သူဘယ်တော့မှတင်ယူတော့မှလဲဆိုပြီးတော့ပြောကြားခဲ့ပါတယ်။ညတက်ကစားမဟောင်းဂယ်ရီနဗီကလည်းအမရန်ရဲ့လူစားလဲမှုတွေကိုမေးခွန်းထုတ်ခဲ့ပြီးတော့သူကခင်ဗျားဝမ်းစည်းနဲ့ဥဆောင်နေပြီးတော့ပွဲကိုလွတ်ထားလိုက်ရင်ဘယ်တော့မှတကယ်လုံးချုံမှာမဟုတ်ဘူး။အဲ့ဒါတကယ်ဖြစ်သွားတဲ့အရာပဲ။အမရန်ရဲ့လူစားလဲမှုတွေကဒီပွဲကိုအဆုံးသတ်ဖြစ်ဖို့ရည်ရွယ်ခဲ့တာပါဆိုပြီးတော့ပြောကြားခဲ့ပါတယ်။ညတက်ကလက်ရှိမှာအဆင့်9နေရာကိုတက်ရောက်နိုင်မှုအခွင့်အရေးကောင်းကောင်းရရှိခဲ့ပြီမဲ့ဒီတေးရလက်ကြောင့်အဲ့ဒီခွင့်ရေးကိုပုံမခက်ခဲသွားစေခဲ့ပါတယ်။ပွဲမစခင်ကဇရာချင်းနေတင်းကျပ်နေချိန်မှာအိမ်ကွင်း3မှတ်ရယူနိုင်ခြင်းမရှိတာကဥရောပဝင်ခွင့်မျှော်လင့်ချက်တွေအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်မျိုးဖြစ်ပါတယ်။ညတက်ကလာမယ့်သတင်းပတ်မှာတော့ဥပန်တန်ရဲ့အိမ်ကွင်းမှာတွားရောက်ရှင်မြန်ကစားမှာဖြစ်ပြီးဥရောပဝင်ခွင့်မျှော်လင့်ချက်တွေကိုဆက်လက်ထိန်းသိမ်းထားဖို့အတွက်ဒီပွဲမှာအနိုင်ရဖို့ဖိအားတွေပုံမများပြလာပါပြီ။